Hello，明白吧？全民下看那边的就是来巴的，我是你们的凯奇老师。格里如果后面你表达的凯奇老师变啦吧比，所以说现在老师 HSK one video 里个老师准备给他T20一题ပဲရောက်ခဲ့တယ်ပေါ့နော်lesson အားဖြင့်တော့ lesson 8ပဲရောက်ခဲ့တယ်အခု老师လည်းလောကရန်တွေကိုမျိုးစုံကြိုးခုံပြီးတဲ့နောက်မှာပေါ့နော်အချိန်လေးနည်းနည်းပြန်ထွက်လာတဲ့အတွက်ကြောင့်မလို့ဒီ21ကနေစပြီးတော့ HSK 1လေးကိုပြန်ပြီးတော့လေ့လာလိုက်ကြရအောင်ဆိုတော့话不多说了အများကြီးမပြောတော့ပါဘူးဖတ်စာလေးကိုပဲကြည့်လိုက်ကြရအောင်我们第21天ပေါ့နော် day 21မှာ老师လေ့လာကြမယ်သင်ခန်းစာခေါင်းစဉ်လေးက第9课ရဲ့你儿子在哪儿工作你ရဲ့儿子တားလေးက在哪儿ဘယ်နေရာမှာ工作အလုပ်လုပ်လဲဆိုတဲ့သင်ခန်းစာလေးကိုကြည့်လိုက်ရအောင်课文一ภาษาတစ်လေးက在家ဘယ်မှာလဲလဲ在မှာဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးမယ်ကြားကတော့အိမ်ကိုပြောတယ်ဟဲ့လား在家အိမ်မှာပဲပြောကြမယ်对话လေးပေါ့ဟဲ့လားအိမ်မှာပဲပြောကြမယ်စကားပြောလေးအရင်ဆုံး生词ဝေါ်ဟာရလေးတွေကိုကြည့်ရအောင်第一个生词是小西一凹小第三聲တင်မယ်小ဆိုတဲ့စကားလုံးလေးဒီသေးတော့ဆိုတဲ့အဓိပ္ပာယ်ရတယ်သေးငယ်တော့လို့လည်းဆိုသုံးလို့ရတယ်ဆိုတော့ adjective ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အရှိမလားဆိုတော့ဘာနဲ့တွဲသုံးလဲဘာနဲ့တွဲသုံးလို့ရလဲဆို很ဆိုတဲ့စကားလုံးနဲ့တွဲသုံးမယ်很小အရန်ကိုသေးတယ်တိတ်တိတ်လေးဘာလေးကအရန်ကိုသေးတာလေ他的家သူ့ရဲ့အိမ်ကတော့ဖြင့်အရန်သေးတယ်他的家很小这个字这个汉字ဒီစကလုံးဒီတရုတ်စလုံးလေးကတော့很小အရင်သေးတယ်ဒါမျိုးလို့ဆိုသုံးလို့ရတယ်နောက်တစ်ခု小ကိုတခြားသောစကလုံးတွေနဲ့လည်းတွဲသုံးလို့ရတယ်ဥပမာ小နဲ့ horary character နဲ့တွဲပြောရအောင်说对的ပြောသည်ဆိုတဲ့စကလုံးလေးလား小说ဗါလေလေဝိထုကိုဆိုလို့တယ်ဆိုတော့လည်းဆိုဝိထုထဲမှာဆိုစကားတွေအများကြီးပြောရတယ်မလားစကားပြော conversation တွေအများကြီးပါတယ်မလားအဲ့လိုတစ်ကြောင်းချင်းစီတေးချင်းစီအများကြီးပေါင်းစပ်ထားလို့小说ဝိထုလို့မှတ်ထားနိုင်တယ် okay 小ကိုဒီ character လေးနဲ့ထပ်တွဲရအောင်三对的小三သုံးသေးသေးလေးဘာကိုပြောလဲလူနှစ်ယောက်ချစ်ကြတယ်ကွာတတိယလူဆိုတာလို့လားတတိယလူဝင်လာတယ်ဆိုလို့ရှိရင်ဒါဒီဘာဖြစ်သွားလဲနေရာပေးစရာမလိုဘူးသူ့ရဲ့အဆင့်ကိုနှိမ်ထားလို့ရတယ်စနိုက်ကျော်တွေလို့ဆိုဘာလို့ပြောလဲ小三လို့ပြောတယ်လူ3ယောက်လူ3ယောက်တယ်လေလူ2ယောက်ချစ်ကြတဲ့ process မှာ第三者တတိယမြောက်အနေနဲ့ဝင်လာတာမဟုတ်လို့သူ့ကိုဘာလို့ပြောလဲ小三စနိုက်လို့ပြောလို့ရတယ်အဲ့လားဆိုတော့ဒီ小ဒီသေးသောဆိုတဲ့အဓိပ္ပာယ်အပြင်တခြားသောစကားလုံးတွေနဲ့တွဲရင်အဓိပ္ပာယ်အသစ်တွေရှိသေးတယ်ဆိုတာကလေးတို့သိစေချင်တာเนาะ小သေးသောဟလားဒါဆိုရင်小ရဲ့စန့်ကျင်ဘက်ကဘာပါလဲသေးသောရဲ့စန့်ကျင်ဘက်က大对的很好大ကြီးတော့大ကကြီးတော့小ကသေးတော့ဒါဆိုရင်အဲ့နှစ်ခုပေါင်းကြည့်ပါ大小ဗါလေလေအရွယ်အစား size ကိုဆိုလို့ပြန်တယ်ဟလားဆိုတော့အခြေခံတွေကဒါเรา说ကဟန်字တွေကိုတိတိကျကျပိုင်ပိုင်နိုင်နိုင်လေးမှတ်ထားမယ်ဆိုလို့ရှိရင်ဟန်字အများကြီးနဲ့ကြုံလာတဲ့အခါမှာဝေါဟာရတွေအသစ်တွေသင်ရတဲ့အခါမှာတိပြီးသားစကားလုံးနဲ့တွဲဆက်လိုက်ရင်ဘာဖြစ်လဲဝေါဟာရအသစ်တွေထွက်လာတယ်ဟလား小တလုံးနဲ့သေးတော့大တလုံးနဲ့ကြီးတော့နှစ်ခုပေါင်းလိုက်တော့大小အကြီးသေး size ဆိုတဲ့အရွယ်အစားဆိုတဲ့စကားလုံးအသစ်ဖြစ်သွားပြန်တယ်เนาะ okay 小ဆိုတာလေးဒီလို့ဆိုပါလေလေသေးတော့လို့ဆိုလို့ရတယ်好那所以我们再看看下面是猫对的很好貓လို့เรา说ကပြောလိုက်လို့ရှိရင်ဘာကိုဆိုလို့လဲကြောင်ကလေးကိုပြောတာဟလားဆိုတော့เรา说ပုံမှန်အပြင်ကြောင်ကလေးချစ်စနိုးလေးနဲ့မပြောဘူးလားအဲ့ဒါเรา说က猫တလုံးနဲ့ပြောတာထက်စားလို့ရှိရင်小猫เรา说နှစ်ခုတွဲပြီးတော့သုံးလို့ရတယ်小猫ကြောင်ကလေးလို့သုံးတယ်เนาะ小猫ကြောင်ကလေးကြော်ကြည့်လိုက်ရအောင်ကွာဟောဒီနံပါတ်5ကိုဘယ်လိုဖတ်လဲ狗第三声တင်မယ်狗ဆိုတော့ရှောက狗ဆိုတာလေးဒီလို့ဆိုတော့ခွေးကိုပြောတယ်အဲ့လိုပဲတရိတ်ဆန်လေးတွေကိုချစ်စလုံးနဲ့ခေါ်မယ်ခွာဘယ်လိုခေါ်လို့ရမလဲ小狗သွားလို့ရတယ်เนาะဆိုတော့ Harry မောင်းဆိုတဲ့ကြောင်ကလေးနဲ့ Harry 狗ဆိုတဲ့ခွေးကလေးမှာတူညီနေတဲ့အပိုင်းလေးပါတယ်တွေ့လားဒီရှိရအပိုင်းလေလားဆိုတော့အဲ့ဒီဟာလေးပါပြီဆိုလို့ရှိရင်တော့ဆိုတော့ဒီတရိတ်ဆန်နဲ့ပတ်သက်တယ်လို့အလွယ်မှတ်ထားเนาะတကယ်တော့သူ့မှာနာမည်ရှိတယ်အဲ့ဒီနာမည်လေးကကလေးတို့မှတ်ရခတ်နေမှာဆိုလို့လောလောဆယ်အဲ့ဒါလေးမြင်ရင်အဲ့လိုသာမှတ်ထားလိုက်အဲ့ဒါလေးမြင်ရင်ဘာနဲ့ပတ်သက်လဲတရိတ်ဆန်နဲ့ပတ်သက်မယ်เนาะမောင်းဒီကြောင်ကိုပြောတယ်狗ကကြခွေးကိုပြောမယ်เนาะမောင်းကြောင်小猫လို့ခေါ်တယ်狗ခွေး小狗လို့သုံးလို့ရတယ်เนาะ好那我们再看看下面是在ပဲတန်လေးနဲ့သွားမယ်滋အဲ့ဒီတန်လေးနဲ့သွားမယ်滋爱第四声对没在
在လို့လည်းဆိုကပြောလိုက်လို့ရှင်သူဒီ verb အနေနဲ့သုံးတာရှိမယ် preposition အနေနဲ့သုံးတာရှိတယ် verb အနေနဲ့သုံးပြီဆိုလို့ရှင်လည်းဆိုကမှာရှိသည်လို့ဘာသာပြန်လို့ရတယ်verb အနေနဲ့သုံးတဲ့အခါကျတော့လေသူ့ကိုလည်းဆိုဘယ်လိုသုံးလဲဆိုအရာဝတ္ထုတစ်ခုလူတရားပစ္စည်းတစ်ခုပေါ့နော်တရိစံတစ်ကောင်ပေါ့တစ်ခုခုက在ရှိနေတယ်ဘယ်မှာလဲပါလေနောက်ထဲမှာ place နေရာကိုဖော်ပြတဲ့စကားလုံးထည့်မယ်ဥပမာ老师在家ဆရာမအိမ်မှာရှိတယ်哦ဆရာမအိမ်မှာမရှိနဲ့ကွာဆရာမကျောင်းမှာရှိ老师在学校ဆရာမကကျောင်းမှာတုံးလို့ရတယ်妈妈妹妹ကလေ在家အိမ်မှာရှိတယ်手机လက်ကင်ဖုန်းကလေ在那儿ဟိုနေရာမှာရှိတယ်လေလို့ဆိုတော့သုံးလို့ရတယ်เนาะဆိုတော့在ဆိုတဲ့စကားလုံးလေးကိုသုံးတဲ့အခါမှာသူဒီမှာရှိသည်လို့ဘာသာပြန်မယ်好那我们再看看下面是那儿小类的เนาะ那儿ဆိုတော့ဟာဒီနာဆိုတဲ့စကားလုံးလေးကိုလို့ဆိုကအရှိမသင်ခဲ့ရတော့ငါနာအတန်ဒီပြပြတတာပြပြတတာထွက်တာအခုကじゃရှာလိုက်တဲ့အတန်ထပ်ပေါင်းထည့်မယ်နာနာဟုတ်ပြီနော်ဆိုတော့လို့ဆိုက这ဆိုတဲ့စကားလုံးนี่နာရဲ့စံကျင်မှသင်ခဲ့ဘူးတယ်နော်အဲ့ဒီစကားလုံးလေးဒီလိုပဲသုံးလို့ရတယ်这အဲ့လောက်နဲ့ရက်လိုက်တဲ့အတန်ရှိတယ်လို့这ရဲ့နောက်ထဲမှာအီးရအတန်ဟွာရင်းတန်ထည့်ပြီးတော့这ရှာလိုက်သွားမယ်这儿အဲ့လိုနဲ့သွားမယ်这那那儿နောက်တစ်ခုကကြာလို့ဆိုတော့နာ第三声နဲ့သွားတဲ့စကားလုံးဟုတ်လားခို字盘လေးဒီနာမှာ4034အပူပါနေရနော်နာဒီဘယ်မှာလဲလို့မေးတာအဲ့ဒါကိုဟွာရင်းထည့်ထည့်မယ်哪儿 sorry နာဒီဘယ်ဟာလဲလို့မေးတာနော်哪儿ဒီလိုသွားလိုက်ရင်ဘယ်မှာလဲဖြစ်သွားတယ်ဆိုတော့ဒီသုံးခုကိုနှိုင်းရှင်ပြရတဲ့ရည်ရွယ်ချက်ကဟောဒီလိုဟွာရင်မပါဘူးဆိုရင်သူဒီညွန်ပြမှုတွေဒါမှမဟုတ်အရာဝတ္ထုပစ္စည်းတွေကိုမေးတဲ့စကားလုံးတွေ这ဒီဟာလို့ပြောတာနာဟိုဟာလို့ပြောတာနာဘယ်ဟာလဲလို့မေးတာဒါပေမဲ့ဟွာရင်ထည့်လိုက်ပြီဆိုတော့နေရာကိုမေးတာ这儿ဒီမှာလေ那儿ဟိုမှာလေ哪儿ဘယ်မှာလဲဒီလိုမျိုးမေးတာဟလားဆိုတော့ဒီသုံးခုဒီအတန်လေးအလစ်တက်လေးကွာတယ်အဓိပ္ပာယ်လေးကွာသွားတယ်这那哪儿哪儿ဒီလိုမျိုးသုံးမယ်နော်好那我们再看看下面是狗ကပြောပြီးသွားရင်နော်အောက်ဖက်တွေက椅子ကိုပြောရ椅子အရှိကအတန်ဒီ椅ဒီဆန်းရှင်းနဲ့သွားမယ်လား椅子လို့လို့ဆိုကပြောလိုက်ရင်ကလထိုင်ကိုဆိုလိုတယ်ဒါဆိုရင်စပွဲကိုဘယ်လိုပြောပါလဲသင်မှုမယ်ထင်တယ်နော်ဘာလဲလဲ桌子对的桌子椅子ဒါဆိုရင်桌椅နှစ်ခုပေါင်းလိုက်မှဖြစ်မလဲ桌椅စပွဲနဲ့ကလထိုင်နဲ့အဲ့လားဆိုတစ်စက်လုံးကို桌椅လို့သုံးလို့ရတယ်နော်ဟာ那最后一个是下面下ဟောဒီမြင့်ဆိုတဲ့စကားလုံးလေးဒီလို့ဆိုတော့ဒီနေရာမှာတော့ဘတ်လို့ဘာသာပြန်လို့ရတယ်အပေါ်ဘတ်အောက်ဘတ်အရှေ့ဘတ်အနောက်ဘတ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးမယ်下面下ဆိုတာလေးဒီအောက်ဘတ်အောက်တို့စင်းဒီလို့မှတ်ထားနိုင်တယ်ဒါပေမဲ့下面လို့တွေးလိုက်တဲ့အခါကျတော့သူဒီအောက်ဘတ်မှာလို့ဘာသာပြန်လို့ရတယ်下面အောက်ဘတ်ဆိုလို့ရှိရင်下ရဲ့စန့်ကျင်ဘတ်上对的上ဒါဆိုရင်上面လို့လို့ဆိုကပြောလိုက်ရင်ဘာဖြစ်သွားမလဲအပေါ်ဘက်မှာ上面အပေါ်ဘက်下面အောက်ဘက်တွဲပြီးတော့မှတ်ထားနိုင်တယ်နော်ဟာ那我们一起来读一遍ဒါလေးကို老师နဲ့တူတူဖတ်ကြအောင်跟老师读小猫在那儿狗椅子下面下 OK ဒါဆိုရင်ဖတ်စာလေးနားထောင်ကြအောင်在家ဘယ်မှာပြောမလဲအိမ်မှာပြောမယ်တွေ့ပါလေနော်小猫在哪儿小猫在那儿小狗在哪儿小狗在椅子下面小猫လို့ခေါ်တဲ့ကြောင်ကလေးက在哪儿ဟွာရင်ပါရှာလိုက်တဲ့အတန်ပါတယ်နော်ဘယ်မှာလဲလို့မေးတာဟလား小猫在那儿
小猫在那儿，小猫讲个那个在那儿，红马里在那儿，下来的吧？喏，小狗在哪儿？亏个那个我在哪儿？别尼亚马嘞，小狗在椅子下面，椅子跟了茶叶下面。အောက်ထဲမှာလို့ပြောတာအဲ့ဒါဆိုတော့လို့ကကြိုက်ကိုမရှိသည်လို့ပြောတဲ့အခါသူ့ရဲ့နောက်ထဲမှာနေရာပြတဲ့စကားလုံးတွေထည့်ပြီးတော့ပြောလို့ရပါတယ်အဲ့တော့ကလေးတို့လည်းဒီပတ်တန်လေးပေါ့နော်ဒီပတ်တန်လေးကိုလည်းဆိုတော့အစားထိုးပြီးတော့သုံးကြည့်ပါအနည်းဆုံးစာကြောင်း3ကြောင်းကနေ5ကြောင်းရေးကြည့်ပါဒါဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်နော်ဒါဆိုရင်ကန်老师一起读老师那个爸爸哦小猫在哪儿小猫在那儿小狗在哪儿小狗在椅子下面。OK，ဒီတစ်ခါက老师က A တွေပဲဖတ်မယ်။ကလေးက B တွေပဲဖတ်။စလိုက်ရအောင်။小猫在哪儿？小狗在哪儿？可以。好，那这次呢，同学们来读 B，同学们来读 A，老师来读 B 哦。开始，撒吧哦。小猫在那儿，小狗在椅子下面。哈，可以နော်ရမယ်ထင်တယ်ပါတယ်ဆိုတော့老师တို့ဒီဟာလေးကပေါ့ပေါ့ပါပါနဲ့လေ့လာလို့ရအောင်老师 YouTube မှာဒါမှမဟုတ် TikTok မှာတင်ပေးမဲ့ဗီဒီယိုလေးတွေဖြစ်တယ်ရှေ့က day 20အထိက老师ရဲ့ဒီ YouTube join me here မှာလာပြီးတော့လေ့လာလို့ရပါတယ်နောက်ထပ်ဆက်ပြီးတော့လည်း老师သင်ခန်းစာလေးတွေကိုဒီ YouTube မှာရော TikTok မှာရောဆက်ပြီးတော့တင်ပေးသွားပါမယ်ဒါဆိုရင်老师ရဲ့အကောင့်လေးတွေကို follow လုပ်ထားဖို့ဗီဒီယိုတင်သွားလို့တင်လို့ရှိရင်လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒါဆိုရင်我们下个视频见နောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်再见